ဒီကဘာကိုလေလာခဲ့သူချိတ်တာပြထွေးရမယ်သူဇန်ဒီကခဏဘဝကိုထာဝရမလို့တမလို့နာရီကိုနဲ့မဆိုင်ဘူးလို့အသေးဝိညာဉ်ရေကိုအသေးကြတိကြမသိတနေ့ကြခဲ့မှာဆိုရှင်သာနေတဲ့ချောက်ကိုယ်ထဲမှာပိုင်မဲ့တီးဖို့လို့ချိန်မရွေးဘူးအရေးလို့ခွဲပြောက်တယ်လို့တမလို့နာရီကိုဖယားမြတ်ကလွယ်လို့ထိတ်ချုပ်သူရှိလို့ကိုယ်တော့ဖျားမြတ်ရဲ့လို့တိုင်းပဲအသက်ရှင်စို့ထားတဲ့တွေ့ခပြင်းရဲ့ချီတို့ကိုမြေပြူပြီးတော့တင်တဲ့ရှိတဲ့တာခီကိုရေရဆန်တော်ဝါလီရောက်ခင်မဲတဲ့ဘဝကိုခေရှုကကူညီလို့မြေရရှိစင်နိုင်ဖို့ဒီကဘာကိုလေလာခဲ့သူချိတ်တာပြတ်ထွေးရမယ်သူတန်ဒီကခဏဘဝကိုထာဝရမလို့တမလို့နာရီကိုနဲ့မဆိုင်ဘူးလို့အသေးဝိညာဉ်ရေကိုတိကြတိကြမသိတနေ့ကြခဲ့မှာဆိုရှိသာနေတဲ့ချောက်ကိုယ်ထဲမှာပိုင်မသိလို့ချိန်မရွေးဘူးရေလို့ခွဲပြောက်တယ်လို့တမလို့နာရီကိုမရမြတ်ကလွယ်လို့ထိတ်ချုပ်သူမရှိလို့ကိုယ်တော့ဖျားမြတ်ရဲ့လို့တိုင်းပဲအသက်ရှင်စို့ချီတို့ကိုမိပြူပြီးတော့တင်နေရှိတဲ့တာခီကိုမြေရဆန်တော်ဝါလီရောက်ခင်မဲတဲ့ဘဝကိုအခေရှုကကူညီလို့မြေရရှိစင်နိုင်ဖို့ကဲဒီချစ်တွေလေးရှိခရစ်တော်ဘုရားထားတဲ့တွေ့ခေါ်ပြင်းရဲ့ချီတို့ကိုမိပြူပြီးတော့ထင်းနဲ့ရှိတဲ့တာခီကိုရေရဆတ်တော်ဝါလီရောက်ခင်မဲတဲ့ဘဝကိုအခေရှုကကူညီလို့မြေတွေရှိစေနိုင်ဖို့ကဲဒီချစ်တွေလေးရှိခရစ်တော်ဘုရားလို့နေလို့ကဲဒီချစ်တွေလေးရှိခရစ်တော်ဘုရားလို့နေ